ဒါကဂီဇာပီရာမစ်ကြီးပါနှစ်ပေါင်းဝေးတောင်6နိုင်ကောင်အီဂျစ်တဲကန်တာထဲမှာတရှိနေခဲ့တာပါလူယဉ်ကျေးမှုအများစုအတွက်ကပတ်အမြင့်ဆုံးအစအပုံထိခဲ့ပါတယ်နဖျားတစ်ပါးကိုကိန်းဝတ်ဖို့ရည်ရွယ်ထားတာကြောင့်ထာဝတီတန့်အောင်တိဆောက်ခဲ့တာပါငလျင်လွတ်ချင်းတိုက်စားချင်းနဲ့စစ်ပွဲတွေကိုကြော်လွှားနိုင်ခဲ့ပါတယ်ကြောက်တုံး1.3 တန်းအချွတ်ကြောက်တုံးဆိုရင်မက်ထရစ်တန်းဗားလစ်အထိအလေးချိန်ရှိရာကြောင့်လူသားတွေဖန်တီးခဲ့တဲ့အရာဝတ္ထုတွေထဲမှာအလေးဆုံးအရာဝတ္ထုတစ်ခုဖြစ်လာပါတယ်မယုံနိုင်လောက်အောင်တိကျမှုလည်းရှိပါတယ်။ကြောက်တုံးတွေဟာတလက်မထက်ပုံမသိမ်းမဆောင်ပဲလုံးဝညင်ညာပါတယ်။လေးဘက်စလုံးကိုတိကျမှုနီးပါးနဲ့ဗဟိုဥတီယာတွေနဲ့ချိန်ညှိထားပြီးတိုင်မလိုက်အိမ်မြောင်မတီထွင်ခင်နှစ်ထောင်ပေါင်းများစွာကလေးကပါ။ဒီနေ့အထိဘဒူးမှဘလို့တိဆောက်ထားတယ်ဆိုတာမသိရှိရသေးပါဘူး။ပီရမစ်ကြီးကိုတကယ်နားလည်ဖို့အတွက်ကျွန်တော်တို့တိဆောက်ပုံနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ theory 3 ခုတည်းကတစ်ခုကိုအရင်ဆွေးနွေးပါမယ်။ဒါကရှေးခေတ်အီဂျစ်ဖာရိုဘီယန်ခုဖူးပါသူကကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံရဲ့ဘုရင်ဖြစ်ပြီးနဖျားတစ်ပါးလည်းဖြစ်ပါတယ်သူဟာထာဝရနေထိုင်ရမှာဖြစ်ပြီးသူ့ရဲ့မတည်နိုင်တဲ့ဘဝကိုဖျက်ဆီးဖို့ကြာရှည်ခံမဲ့အိမ်တစ်လုံးလိုအပ်ပါတယ်သူ့ရဲ့ချမ်းသာကြွယ်ဝမှုအားလုံးကိုသိမ်းဆည်းထားဖို့အလွန်လုံခြုံမှုလိုအပ်ပြီးအံ့ဩစရာကောင်းလောက်အောင်လဲလှပနေတင်ပါတယ်မဟာပီရမစ်လိုကြီးကျယ်ခမ်းနားနဲ့ရည်မှန်းချက်ကြီးများတဲ့အစီမံကိန်းကိုအလွန်ချမ်းသာပြီးစနစ်တကျဖွဲ့စည်းထားတဲ့နိုင်ငံတစ်ခုကလာအကောင့်ထဲပေါ်နိုင်ပါတယ်အီဂျစ်နိုင်ငံကနိုင်မစ်ကြောင့်တီးနှံတွေပိုလီယန်စွာစိုက်ပျိုးနိုင်စွာနဲ့ထောက်ပံ့မှုကောင်းတွေရရှိစေပါတယ်စစ်တပ်ကအီဂျစ်ရဲ့အိမ်နီးကျွန်းတွေကိုမကြာခဏချီးမြှောက်ပြီးသူတို့ရဲ့ချမ်းသာကြွယ်ဝမှုကိုလူရက်ပြီးဖာရိုဘီယန်အကအိမ်ပြန်ယူလာပေးပါတယ်။ဒါကြောင့်ခုဖူးမှာကခုခုတီဆောက်ဖို့လိုအပ်တဲ့ငွေအားလုံးရှိပါတယ်။ဒါပေမဲ့ငွေကြေးကအရာအားလုံးမဟုတ်ပါဘူး။ခုဖူးဟာသူ့အကထာဝရတည်ရှိနေစေမဲ့အဆောက်အုံတစ်ခုခုဒီဇိုင်းဆွဲဖို့အလင်းမဆုံးပေးသူတာပညာရှင်တယောက်ကိုလည်းလိုအပ်ပါတယ်။အဲ့ဒီအလုပ်အတွက်ခုဖူးရဲ့ညီကိုဝမ်းကွဲဟေမီယူနူးဆိုတဲ့တူးတဲတော်သူပဲရှိပါတယ်။သူကဒီအခန်းကဏ္ဍအတွက်မွေးဖွားလာခဲ့တာဖြစ်ပြီးမျိုးဆက်တစ်ခုမှတစ်ချိန်နဲ့ထူးချွန်တဲ့ပါရမီရှင်တယောက်ပါ။သူ့ရဲ့ပီရမစ်ဒီဇိုင်းဟာသူ့အထေရဲ့ခြေရာကိုလိုက်ရတုံလားမဟုတ်ပဲဘက်ပေါင်းစုံမှာကျော်လွင်သွားပါလိမ့်မယ်။သူဟာအရင်ကတိဆောက်ခဲ့တဲ့အရာထက်ပိုမိုကြီးကျယ်ခမ်းနားပြီးပိုမိုရှုပ်ဖွေးပြီးလုံခြုံတဲ့ပီရမစ်တစ်ခုကိုမြေဟောင်ထားပါတယ်။ဘေးတူတာပညာမှာစစ်မှန်တဲ့ခုံပြန်ကျော်လွှာမှုတစ်ခုပါဟေမီယူနူးဟာအထီးကအထင်ခိုင်မာဆုံးကြောက်တုံးတွေနဲ့ပီရမစ်တစ်ခုကိုတိဆောက်ဖို့စီစဉ်ထားပါတယ်။အတွင်းမှာတင်ကြိုင်ငံ3ခုပါဝင်ပြီးတချင်းချင်းကိုဥတည်သွားတဲ့လမ်းကြောင်းတစ်ခုပါဝင်ပါတယ်။ပထမတစ်ခုကိုခုဖူးပီရမစ်တိဆောက်မှုအစောပိုင်းမှာတည်ဆုံထွားခဲ့ရင်မြေအောင်မှာတိဆောက်ထားပါတယ်။ဒုတိယတစ်ခုကိုဘဒူးမှအတွင်းကိုက်ကစီးစိမ်ဥစ္စာတွေကိုမလွတ်ရနိုင်အောင်အတူနရန်ခုထောင်နဲ့အချောင်းမှာဝှစ်ထားခဲ့ပါတယ်။တတိယနဲ့အမြင့်ဆုံးတင်ကြိုင်ငံကိုဥတည်သွားတဲ့နေရာမှာခန်းနာထိုင်ရတဲ့မျက်စိချမ်းပင်ငှက်ချနီခန်းနာတိုက်တွင် Grand Gallery ရှိပြီးခန်းနာထိုင်ရတဲ့စင်ရောက်တစ်ခုရှိပါတယ်။ဘရင်အခန်းဟာဟေမီယူနူးအထက်စိတ်ဝင်စားစရာကောင်းတဲ့အခွင့်အလမ်းတစ်ခုဖြစ်လာပါလိမ့်မယ်။ရှေးခေတ်အီဂျစ်စံနှုန်းတွေအထက်ကြီးမားပါလိမ့်မယ်။ S1 မြို့ကဝေးကားတဲ့နေရာကနေတူးဖော်ရရှိတဲ့ပန်းရောင် granite ကြောင်တုံးတွေနဲ့အပြည့်အစုံတိဆောက်ထားပါလိမ့်မယ်။ဓာတ်တစ်ချောင်းမှမထည့်နိုင်အောင်တိကျစွာတက်ဆင်ထားပါလိမ့်မယ်။အတွင်းကနေပြီးစီးသွားနေပီရမစ်ကိုပြည့်စုံတဲ့ချောမွေနဲ့အဖြူရောင်ထုံးကြောက်တုံးနဲ့ဖုံးအိုးထားပါလိမ့်မယ်။နေရောင်ချင်းအောက်မှာတောက်ပနေပြီးလရောင်ချင်းအောက်မှာတောက်ပနေပါလိမ့်မယ်။နောက်ဆုံးမှာတော့ရွှေရောင်ကြောက်တုံးကြီးဖြစ်တဲ့ပီရမီဒီယန်ကိုအပေါ်မှာထားပါလိမ့်မယ်။အားလုံးပြီးစီးသွားရင်ခုဖူးဟာထာဝရအတွက်အသင့်ရှိနေပါပြီ။ဟေမီယူနူးမှာအချိန်ပြုံးရမရှိပါဘူး။ခုဖူးရဲ့မတည်နိုင်တဲ့မီးကုတ်ကိုမတည်ခင်မှာအ ਨੇ ဆုံးတင်ချိုင်းငန်းတကူအစင်သင့်ထစ်အောင်တိဆောက်ခိုင်းခဲ့ပါတယ်။ဟေမီယူနူးကပီရမစ်ကြီးအတွက်နှစ်ပေါင်း20ရှိတဲ့အချိန်စရာကိုရည်မှန်းထားပါတယ်။သူကပီရမစ်ကြီးမှာတိဆောက်ဖို့2500ထိလိုအပ်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ရှေးခေတ်အီဂျစ်လူတို့တည်င်းခန့်ရှိတဲ့အများအချင်းပိုင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဘလို့လုပ်ခဲ့တယ်ဆိုတာကိုအတိအကျမသိရှိရသေးပါဘူး။အငင်းဘွက်ဟာရာစုပေါင်းများစွာပြင်းထန်နေပြီးသူတေသနအရှင်တွေကရှေးဟောင်းပိတူတာအထောက်အထမ်းတွေနဲ့ထူးဆန်းတဲ့အင်ဂျင်နီယာအထူးခြားမှုတွေကိုအဆက်မပြတ်ဖော်ထုတ်နေပါတယ်။ theory တစ်တွေပေါ်ပေါက်လာကြတဲ့ထူးဆန်းတဲ့အင်ဂျင်နီယာအယူဆတွေကိုအဆက်မပြတ်ဖော်ထုတ်နေပါတယ်။ဒါက theory number 1အနေနဲ့ပြင်စစ်အင်ဂျင်နီယာဂျန်ပီရဲ့အယူဆပါ။သူ့ရဲ့အယူဆဟာအလေးဆုံးကြောက်တုံးတွေကိုအလုသမား600မတည့်ယူစရာမလိုပဲဘလို့ရွေးပြောင်းနိုင်လဲဆိုတာကိုပါရှင်းပြနိုင်ပါတယ်။အချင်းယူပြန်နဲ့ဒီမှာဖော်ပြထားပါတယ်။အေမစ်အာအုံနူကပီရမစ်ရဲ့ပထမအပိုင်းအတွက်မီတာ60လောက်အထိပြင်ပလေဒီတစ်ခုကိုသုံးပါတယ်။ဒါပေမဲ့သူကအတုပ်ကြိုအုပ်ကြွေတွေနဲ့လှုပ်ထားတဲ့အခြေခံလေဒီတစ်ခုကိုပဲမဆောက်ပါဘူး။သူ့ရဲ့လေဒီကိုထုံးချောက်တုံးတွေနဲ့လှုပ်ထားပါတယ်။
နောက်ပိုင်းမှာပီရမစ်ရဲ့အပေါ်ဆုံးအလွေတွေကိုဖွဲ့စည်းမဲ့ထုံးချုပ်တုံးတွေပါဒါကြောင့်ပီရမစ်ပြက်ဖက်မှာလေသီးအကျွင်းတွေကိုမတွေ့ရှိရတဲ့အကြောင်းရင်းကိုရှင်းပြပါလိမ့်မယ်အဲ့ဒါတွေကကျွန်တော်ရှေ့မှာပဲရှိပါတယ်တူတွင်းနဲ့ပြင်ပလေးတွေကပီရမစ်ရဲ့အခြေဝင်းဆုံးနဲ့အနှိမ်ဆုံးအဆင့်တွေကိုတိစောက်ဖို့သုံးပါတယ်ဘယင်အခန်းကိုဖွဲ့စည်းထားတဲ့လေးလက်နဲ့ granite ကျောက်တုံးတွေကိုတည်ယူဖို့အတွက်လည်းသုံးပါတယ်ဒါပေမဲ့ယာကြီးတဲ့အလုပ်သမားတွေကတန်90တော့အပိတ်ကိုနေရာကျန်းကျန်းလေးထဲမှာတည်ယူတာကထောက်ပံ့ပို့ဆောင်မှုရခက်ခဲပါတယ်ဒါကြောင့်အေမစ်အာအုံတို့ကမိသားလိစစ်ချမ်ရှိတဲ့စင်ကြောင်းဖြစ်တဲ့ Grand Gallery ကိုရင်ကျန်းဝင်စုအရာတန်ပြန်တွန်းအစနစ်တစ်ခုအဖြစ်သုံးခဲ့တယ်လို့ယုံကြည်ပါတယ် Grand Gallery ဟာမဟာပီရမစ်ထဲမှာထူးဆန်းတဲ့နေရာတစ်ခုပါဒါအပြင်ရှေးဟောင်းဘိတ်ထူတာချင်းတွေကိုအချိန်ကြာဇဝဲဇဝါဖြစ်စေခဲ့တဲ့အချက်အလက်တွေလည်းပါဝင်ပါတယ်။ဘာကြောင့်ဒီလောက်အမြင့်ပြီးဒီလောက်ကျန်းရတယ်လဲ။ဘာကြောင့်အတွင်းမှာကြောက်ခန်းရှည်တွေထားရတယ်လဲစသဖြင့်ပါ။ Grand Gallery ဟာရထားလန်းလိုလုပ်ပြီးမယုံနိုင်လောက်အောင်လေးလက်နဲ့ကြောက်တုံးတွေကိုရွေပြောင်းပေးတယ်လို့ယုံကြည်ပါတယ်။ကြောက်ခန်းရှည်တွေဟာတကယ်တမ်းတစ်လင်ငယ်ဒီပေါ်မှာလှဲ့တွေရဲ့တန်လန်းတွေပါလို့မှန်းလေးရပါတယ်။ဘင်းလေးမရှိဘူးဆိုတာကိုမှတ်ထားရပါမယ်။အဓိကအဖြစ်အကင်ဘတ်လေသေးရဲ့အောက်မှာရှိရဲ့တန်90တော့ granite ကျောက်တုံးကို Grand Gallery ရဲ့အထက်မှာလှဲတွေလမ်းနဲ့ကျိုးတစ်ချောင်းနဲ့ချိတ်ဆွဲထားပါမယ်။ထတော်လီကားတွေက Grand Gallery ကနေလိန်စိမ့်သွားတဲ့အခါလီလက်နဲ့ granite ကျောက်တုံးကိုလှေသေးပေါ်ကိုဆွဲတင်သွားပါလိမ့်မယ်။ Grand Gallery မှာလီလက်နဲ့ဥထုတစ်ခုကိုအထက်ထက်ခါထိတ်ခိတ်တဲ့ပွင့်ရက်တဲ့အထောက်ထမ်းတွေရှိနေတာကြောင့်ဒီထူးခြားတဲ့စင်ကြောင်ကိုဘာအတွက်သုံးခဲ့တယ်ဆိုတာကို UT တန်လက်နဲ့ရှင်းပြခဲ့တစ်ခုပါ။လေးလက်နဲ့ granite ကျောက်တုံးတွေနေရာကျသွားပြီဆိုရင်အပြင်ဘက်လေသေးကသူ့ရဲ့ရည်ရွယ်ချက်ကိုဖြည့်ဆည်းခဲ့ပါသည်သူတို့ကအပြင်ဘက်ချင်းကန်လန်းကိုဖြုတ်ပြီးအဲ့ဒီဘလောက်တွေကိုတုံးပြီးပီရမစ်ရဲ့ကျန်တဲ့အပိုင်းကိုကားပါကင်ကိုတောင်ထဲမှာကွေးကွိုက်တက်နေတဲ့ကားလန်းလိုအတွင်းချင်းကန်လန်းနဲ့တိဆောက်ခဲ့ကြပါတယ်ဒုတိယချင်းကန်လန်းကိုအောက်ကနေအပေါ်ကို9ရောက်ကိုင်တုံးနဲ့စောင်းထားပြီးတိဆောက်ပါမယ်ပီရမစ်ရဲ့ဘေးတစ်ဖက်ကိုထိမိအထိတဲတဲတွက်သွားပြီးအဲ့ဒီနေရာမှာဘဲဖက်ကိုစောင်းလန်းနဲ့စောင်းပေါ်ကိုတထိုင်းထပ်သွားပါလိမ့်မယ်။ပီရမစ်ကျင်းသွားတဲ့အမြချင်းကန်လန်းရဲ့လေတီတီကပိုတိုလာပြီးပီရမစ်ကိုဇောက်ထုတိုက်ဆင်းနေပါတယ်။အောက်ကနေအပေါ်ကိုအတွင်းချင်းကန်လန်းဟာ1ကီလိုမီတာကျော်ရှည်ပါတယ်။လေးလံနဲ့ဘလောက်ဒီကိုချောမွင့်တဲ့ထုံးချောက်တုံးပေါ်မှာလှည့်နေတတ်ရင်အထူးသဖြင့်ကုန်းမြင့်ကိုမြုပ်နေတာကစီမံခန့်ခွဲကြည့်နိုင်ရမယ်ဖြစ်ရပါ။ဒါပေမဲ့ချင်းကန်လန်းကထောက်တစ်ခုကို꿰သွားတဲ့အလုတ်သမားတွေကလေးလံနဲ့ကြောက်တုံးကိုလှည့်ရရဲ့အရန်ခက်ခဲတဲ့အလုတ်တစ်ခုကိုလုပ်ရပါလေချင်းကန်လန်းက3မီတာထက်မရဘူးအလုတ်သမားတွေကဘလောက်ကိုလှည့်ဖို့ရက်နေရတခုလိုအပ်မယ်လို့ခန့်မှန်းထားပါတယ်ဒါကြောင့်သူကချင်းကန်လန်းရဲ့လေတီတစ်ခုချင်းရဲ့အနောက်မှာအလုတ်သမားတွေတစ်လင်ကြီးတွေနဲ့ crane တွေရဲ့အကူအညီနဲ့လှည့်ဖို့ရဲတဲ့6ခုမှရှိရဲ့ကျေဝဲတဲ့နေရာတစ်ခုရှိမယ်လို့တင်ဆွဲထားပါတယ်အဲ့ဒီနေရာလွတ်တွေကအလုတ်သမားတွေအသက်ရှူဖို့လဲကောင်းတဲ့နေရာတစ်ခုပါတကယ်တမ်းအဲ့ဒီနေရာတွေကတစ်ခုရဲ့အထောက်ထမ်းတွေရှိနေပြီဖြစ်ပါတယ်။ပီရမစ်အပေါ်ကမီတာ83လောက်ရှိတဲ့နေရာမှာအဲ့ဒါတွေဘလို့ဖြစ်လာမလဲဆိုတဲ့ခန့်မှန်းချက်နဲ့ကုန်ညီတဲ့အရင်ကရှင်းပြမရတဲ့ခြုံလွယ်တစ်ခုရှိနေပါတယ်။ Grand Gallery နဲ့အတွင်းချင်းကန်လန်းရဲ့ theory တွေကပီရမစ်ရဲ့အကြီးဆုံးလွတ်ယူပဲဆန်းနေရနှစ်ခုဖြစ်တဲ့အကြောင်းတွေကိုလက်တွေ့ကြစားနဲ့ဖြည့်ရှင်းပေးပါတယ်။ဒါပေမဲ့သူ့ယူဆကမှန်ခဲ့ရင်ချင်းကန်လန်းရဲ့ဒီဇိုင်းကအရန်ရှုပ်ဖွေးမှဖြစ်ပါတယ်။ပီရမစ်ထဲမှာလမ်းကြောင်းတွေနဲ့အခန်းတွေကိုထိမှုတွေရှောင်ကျဉ်ဖို့လမ်းကြောင်းကိုအထူးဂရုစိုက်ရတဲ့ဒီဇိုင်းဖြစ်ပါတယ်။သူ့ရဲ့ theory ကိုဝေဖန်တဲ့လူတွေကအတွင်းချင်းကန်လန်းလူရှုပ်ဖွေးသွင်းတယ်လို့ပြချခဲ့ကြပါတယ်။ပြင်ပချင်းကန်လန်း theory ကပူရိုးရှင်းတယ်လို့ပိုဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ရှေးဟောင်းအီဂျစ်လက်သက်ကအဖျောက်အများစွာမှာအရန်အမြင့်နဲ့တီးခြားမှုအဆင့်တွေရှိနေတာကြောင့်အခြားလွတ်ယူဝဲစမ်းစရာတွေရှိရမယ်လို့ယူဆခဲ့ကြပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်အပိုင်းတွေကိုဆက်ဝေရှာပေးသွားပါမယ်။ဒီဗီဒီယိုကိုသဘောကျရင် like နဲ့ follow တွေကိုနှိပ်ဖို့မမေ့ပါနဲ့နော်။